ထားမှာတခုရှိတယ်ဘယ်ရောင်းတဲ့သူကမှနော်ကိုရောင်းတဲ့ပစ္စည်းကိုတကယ်မကောင်းမနဲ့အာမခံမပေးရဘူးတရားရာခိုင်နှုန်းအပြည့်အာမခံမပေးရဘူးငွေပြန်အမ်းမယ်လို့မပေးရဘူးနော်ဒါပေမဲ့အစဉ်စဉ်ဒီအတွဲလေးကိုအာမခံပေးလုံးဝအာမခံပေးဒီ unit ကဆိုလို့ရှိရင်လည်းမကြရင်ငွေပြန်အမ်းတယ်ဒါကကြစာရွက်မှာပါပြီးသားဝယ်ပြီးဆိုတာနဲ့စီစဉ်တော့ကစာရွက်ထည့်ပြီးဒီစာရွက်ထဲမှာကစီကန်းနေမကြရင်ငွေပြန်အမ်းရမယ်ဆိုတဲ့အကြောင်းတွေရေးထားပြီးသားဒါကြောင့်မို့လို့တရားရခိုင်နှုန်းအပြည့်အာမခံပေးနိုင်တာပါရှင်နော်တကယ်မကောင်းတဲ့ပစ္စည်းကိုဘယ်ရောင်းလို့တဦးကမှအာမခံမပေးပါဘူးရှင်တကယ်ကောင်းလို့ဒါအာမခံပေးတာပါဒါကြောင့်မို့လို့ unit တောက်လို့ရှိရင်အရှုံးမရှိဘူးတောက်လို့ရှိရင်တကယ်ကြရင်ကြမကြရင်ငွေပြန်ရဆိုတဲ့ rule လေးရှိတာပေါ့နော်အဲ့ဒါကိုမှကိုကလိမ့်တာလေးပါတွဲသုံးလိုက်လိမ့်တာလေးတွဲသုံးတဲ့အခါကိုကလက်မောင်းနေကြခြင်းနဲ့ဘိုက်တွေချက်ချင်တယ်ဆိုလို့ရှိရင်ဒါလေးကိုလည်းလိမ့်ဒါလည်း unit လေးကိုလည်းတောက်ဆိုလုံးဝပါဖက်ပဲတလအတွင်းလုံးဝတိတိတတအခြားတယောက်လိုမျိုးပဲဖြစ်သွားစေရမယ်ဒီလိုမျိုးဖြစ်သွားတဲ့သူတွေလည်းအရှိမအများကြီးရှိခဲ့တယ်အဲ့ဒါကြောင့်မို့လို့လည်းစီစဉ်ကအာမခံအပြည့်အဝနဲ့ရောင်းပေးနိုင်တာပါရှင်နော်အသေးလေးတို့ရေတလအတွင်းအနည်းဆုံး10ပေါင်ကနေပြီးမှ15ပေါင်မကကြမယ်ပေါ့နော်အတွဲလေးပါရှင်နော်တဒါ